မျိုးသားမျိုးသမီးတိုင်းကိုမိကွန်းတစ်ခုလောက်အရင်ဆုံးမေးကြည့်လိုက်ပါဝမ်ဘိုက်အစီတွေကဘာကြောင့်ဒီလောက်တောင်ဖယ်ရှားရခံနေတာလဲအသက်20 30အရွယ်လေးမှာတော့ဘိုက်ကအစီကထွက်နေပြီလားကိုလုံးလှလှလေးတွေလိုချင်ပေမဲ့ဝစ်ကျင်တာတွေမဝေ့ရဖြစ်နေပြီလားမိမိကိုယုံကြည်မှုကွန်ဖီဒန့်လျှော့ချနေတာမျိုးကြုံမှုပါသလားဒါမှမဟုတ်တက်ကြီးလာလို့ဘိုက်အစီတွေလျှော့ချဖို့လိုအပ်နေပြီလားဂျင်လဲသွားတဲ့စားတော့လဲထင်းတယ်ဒါပေမဲ့ဘိုက်အစီတွေကဘာလို့ပြောင်းမသွားတာလဲဒီအစီတွေဟာလှပအတွက်အနှောက်အယှက်ဖြစ်ပြီးနှလုံးသွေးတို့စီးကျုံနဲ့အသေးစီဖုံးလိုမျိုးတက်အန်ရရှိတဲ့ယောဂါတွေကိုပါဖိတ်ခေါ်နေတယ်ဆိုတာသင်သတိထားမိပါရဲ့လားဒီဗီဒီယိုမှာအသက်ငယ်ငယ်မျိုးသားမျိုးသမီးကနေလူကြီးပိုင်းအထိအားလုံးအတွက်ဘိုက်ပူခြင်းကိုအမြင့်ပြည့်မှုနိုင်မယ်သိပ္ပံကြီးကြထောက်ထားရှိတဲ့သဘာဝစင်းဒီတစ်ခုကိုအားလုံးကိုမျှဝေပေးသွားမှာပါလေးဘက်ကနေရှစ်ဘက်အတွင်းတိတာထင်ရှားတဲ့ရလက်ကိုပြီးစွမ်းနိုင်မယ်ဒီလေးဝတ်ချက်ကိုသိချင်ဗီဒီယိုလေးကိုလုံးဝမကြော်ပဲဆုံးဖြတ်ကြည့်ပေးလိုက်ပါခင်ဗျာဟုတ်ကဲ့မိတ်ဆွေများမင်္ဂလာပါခင်ဗျာကျွန်တော်တို့တူတာထွေးလာ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာဘိုက်ပူရခြင်းရဲ့အဓိကအကြောင်းရင်းများဘိုက်စီတို့ပြောလိုက်ရင်အပေါ်ရန်စီနဲ့ဝမ်ဘိုက်တွေကစီဆိုပြီးတော့2မျိုးရှိပါတယ်ကျွန်တော်တို့ရဲ့ကျန်းမာရေးကိုအဓိကချင်းချောက်နေတာကတော့ဝမ်ဘိုက်အတွင်းအင်္ဂါတွေမှာစုနေတဲ့အစီတွေပါဒီအစီတွေစုလိုက်ရခြင်းအဓိကတရားခံကိုသိဖို့လိုပါတယ်ဟော်မုန်းမညီမျှခြင်းစိတ်ဖိစီးမှုများတဲ့အခါထွက်လာတဲ့ဒီဟော်မုန်းဟာအစီတွေကိုဘိုက်နေရာမှာဆူဆောင်းမှုအဓိကတွန်းအားပေးပါတယ်ဒါကြောင့်ဘလောက်ပဲလေ့ကျင့်ခန်းလုပ်လို့ဖိစီးမှုမလျှော့နိုင်ရင်ဘိုက်ကအမြဲတမ်းပူနေမှာပါပဲအချိုများတဲ့စားတောက်တွေနဲ့ရစီတက်တွေလွန်ကျွံစားသုံးတဲ့အခါသွေးတွင်းတကြားတက်လာပြီးခန္ဓာကိုယ်ကအင်ဆူလင်ကိုပို့ထုတ်ပါတယ်ဒီအင်ဆူလင်များလာခြင်းကဘိုက်စီကိုတက်စေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်အေးမွာခြင်းတညကို9နာရီအောက်အိတ်တဲ့အခါအစာခံနိုင်တဲ့ဟော်မုန်းတွေလျော့ကျပြီးစာလောင်မှုကိုမြင့်တင်ပေးတဲ့ဟော်မုန်းတွေများလာတဲ့အတွက်နောက်နေ့မှာအစာပူစားမိပါတယ်အရက်တောက်ခြင်းအထူးသဖြင့်မျိုးသားတွေမှာဘီယာဘိုက်လိုခေါ်တဲ့ပြဿနာကအရက်ထဲမှာပါတဲ့ကယ်လိုရီများဖြစ်တဲ့အတွက်အသေးရဲ့အစီအနှစ်တွေကိုနှောက်ယှက်ခြင်းကြောင့်ဖြစ်ပါတယ်ဒီအကြောင်းရင်းတွေကိုတိုက်ရိုက်ဖြေရှင်းဖို့ကျွန်တော်တို့ရဲ့တဘာဝလက်နက်ဖြစ်တဲ့ပန်းလီရှာလကာရီ Everest Slider Brandy က ACV ဘယ်လိုအသုံးပြုရမလဲဆိုတာစက်ကြည့်လိုက်ရအောင်ပါပန်းလီရှာလကာရီဟာရှေးခင်ကတည်းကတဘာဝဆေးစွမ်းဖြစ်လူသိများခဲ့ပေမဲ့ပိုက်အစီအတွက်ထိရောက်မှုရှိတယ်ဆိုတာကိုခေတ်သစ်သိပ္ပံပညာရှင်တွေကတကယ်ထောက်ခံလာပါတယ်1 acetic acid လှုပ်ဆောင်မှုပန်းလီရှာလကာရီရဲ့အဓိကဓာတ်ပေါင်းကတော့ acetic acid ပါပဲဂျပန်နိုင်ငံမှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရဒီ acetic acid ဟာအဆီလောင်ကျွမ်းမှုကိုမြင့်တင်ပေးပြီးခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုမြန်ဆန်စေပြီးအဆီစုဆောင်းတာကိုလျှော့ချပေးပါတယ်။အဲမှာအဆီစုတာကိုတားဆီးခြင်းအသက်အဆီဖုံးခြင်းကိုဖြစ်စေနိုင်တဲ့အဆီဆဲတွေဖြစ်ပေါ်မှုကိုဟန်တာပေးနိုင်ပါတယ်။အစာစားခြင်းစိတ်ထင်ကျုပ်ခြင်းဗန်နီရှာလကာရီဟာအစာချေစနစ်ကိုနှိကွေးစေတဲ့အတွက်ဗိုက်ထဲမှာပြည့်အင်နေတယ်လို့ခံစားရစေပြီးအလုံးအကျွံစားသုံးခြင်းကိုလျှော့ချပေးပါတယ်။ဒါဟာအသက်ငယ်တဲ့သူတွေမှာညဘက်အစာပြေစားသုံးတတ်တဲ့အကျင့်ဆိုးကိုထိန်းချုပ်ဖို့အကောင်းဆုံးနည်းလမ်းပါပဲ။သွေးတွင်းတကြားတဲ့နဲ့အင်ဆူလင်ထိန်းညှိခြင်းအင်ဆူလင်စွမ်းရည်တိုးတက်စေခြင်းဗန်နီရှာလကာရီကတင့်ခန္ဓာကိုယ်ရဲ့အင်ဆူလင်အာရုံခံနိုင်စွမ်းကိုတိုးတက်စေပါတယ်။အင်ဆူလင်ထိရောက်လာတဲ့အခါတကြားထက်ကိုအဆီအဖြစ်တူလောင်တာလျော့သေးသွားပါတယ်။ဒီအချက်ဟာအမျိုးသားအမျိုးသမီးအသက်ကြီးပိုင်းအလုံးအတွက်စီးကျုံတဲ့ဗိုက်ပူခြင်းကိုတပြိုင်နက်တည်းကာကွယ်ပေးနိုင်တဲ့အရေးကြီးဆုံးအကျိုးကျေးဇူးဖြစ်ပါတယ်ခင်ဗျာ။အသုံးပြုပုံသိစိတ်နဲ့မှန်ကန်စွာရည်ရွယ်ပြီးအသက်16နှစ်မှစတင်ပြီးလူကြီးပိုင်းအထိကျောင်းမှာမရွေးလုံခြုံစိတ်ချစွာတောက်သုံးနိုင်တဲ့ပုံစံကိုရှင်းပြပေးပါမယ်။မှန်ကန်စွာရွေးချယ်ရန်နည်းလမ်းများမြန်မာနိုင်ငံမှာပန်းနီရှာလကာရေးကိုစူပါမားကတ်တွေနဲ့အွန်လိုင်းမှာအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်။ရွေးချယ်ရန်နည်းလမ်းများပလင်းတစ်စိတ်ပေါ်မှာဝှက်သမားသားလို့ရေးထားတာကိုရွေးပါမာသားဆိုတာကအကျိုးပြုဘက်တီရီးယားတွေပရိုတင်းနဲ့အင်ဇိုင်းတွေပါဝင်တဲ့အရေးအနှိပ်ဖြစ်ပြီးကျန်းမာရေးအကျိုးကျေးဇူးအများဆုံးပေးစွမ်းနိုင်ပါတယ်။ရှောင်ရံချက်များကြည်လင်နေအောင်စစ်ထုတ်ထားတဲ့ရှာလကာရေးတွေထွက်မကြီးမလင်းအနည်းနှစ်ပါတဲ့အမျိုးအစားများကိုရွေးချယ်ပါ။တောက်သုံးရန်ပမာဏတစ်နေ့ကိုဇဝါတွင်စုံတစ်စုံမှ2စုံတောက်သုံးနိုင်ပါတယ်။တစ်နေ့တာစုစုပေါင်းပမာဏဖြစ်ပါတယ်။ဖြောဆက်ရန်နည်းလမ်းပန်းနီရှာလကာရေးကိုရေသို့မဟုတ်ရေနွေးနွေးတစ်ဖန်ကွက်250မီလီလီတာခန့်ထဲမှာသိချစွာရုံးမှုပါ။တနေ့ကိုတစ်ချိန်မနက်စာမစားမီအစာရင်ထဲမှာဘာမှမရှိတဲ့အချိန်တောက်သုံးတာအထီးရောက်ဆုံးဖြစ်ပါတယ်။အထူးသတိပြုရန်ချက်များရေမရောပဲလုံးဝမတောက်ပါနဲ့။ပန်းနီရှာလကာရေးဟာအက်ဆစ်တက်ပြင်းတဲ့အတွက်ရေမရောပဲတောက်သုံးရင်တွားရွေ့ကျွေးလွှာတွေကိုပျက်စီးစေပြီးအစာပြုံးကိုထိခိုက်စေနိုင်ပါတယ်။ပန်းနီရှာလကာရေးတောက်ပြီးတိုင်းတွားနဲ့အက်ဆစ်တက်ဓာတ်ရိုက်မထိစေဖို့ရိုးရိုးရေဓာတ်နဲ့ပါးစပ်ကိုမလုံချင်းပေးပါ။ဒါဆိုစိတ်ချလက်ချနေ့စဉ်တောက်သုံးနိုင်ပါပြီခင်ဗျာ။ဒီကုန်းချုပ်နည်းနဲ့ဖြည့်ဆွက်ကြံပြုချက်များပြည်သက်ကြီးပန်းနီရှာလကာရေးဟာဘိုက်အစီကိုလျှော့ချရမှာတင်းတဲ့အတွက်အဖိုးတန်တဲ့တဘာဝအကူအညီတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့အစီကြခြင်းရဲ့ရလက်ကောင်းတွေဟာပန်းနီရှာလကာရေးတောက်တာတကူတည်းနဲ့မပြီးပြည့်ပါဘူး။အောက်ပါအချက်တွေကိုလည်းတွဲဖက်လက်ဆောင်ပေးဖို့အရေးကြီးပါတယ်။လေ့ကျင့်ခန်းအစင်ဆိုင်လုပ်ခြင်းတပတ်ကိုအနည်းဆုံးမိနစ်50လောက်လမ်းလျှောက်ခြင်းဒါမှမဟုတ်ကိုလုံးအိမ်ကိုအားပြုတဲ့လေ့ကျင့်ခန်းတွေလုပ်ပါ။အိပ်ဆက်ချိန်တညကို9နာရီမှ9နာရီပြည့်ဝစွာအိပ်ဆက်ပါ။တခြားလျှော့ချခြင်းအချိုရည်များအသင်စားစားတော့ကုန်များကိုလျှော့ချပါ။ပန်းနီရှာလကာရေးတောက်သုံးခြင်းလေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့နေထိုင်မှုပုံစံကိုပြောင်းလဲခြင်းတို့ဟာအသက်အရွယ်မရွေးကျန်းမာမရွေးကျန်းမာပြီးဘိုက်မပူတဲ့ဘဝတစ်ခုကိုရရှိစေမှာသိကြပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီဗီဒီယိုကနေတစ်ခုခုအကျိုးရှိသွားပြီးဘိုက်အစီကြဖို့အတွက်အစီအစဉ်ကောင်းတစ်ခုရသွားပြီလို့ဆိုရင် like and share လုပ်ပြီး
ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဖို့မမေ့ပါနဲ့ခင်ဗျာနောက်ထပ်ဘယ်လိုကျမ်းမာရေးအကြောင်းအရာတွေကိုသိချင်ပါသလဲ comment မှာရေးခဲ့ပေးပါခင်ဗျာအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေခင်ဗျာ